ထောင်တန်းစေးလို့လွရက်စေးနေပြီဖြစ်တဲ့လူသက်သမားတယောက်ဟာကျွန်တော်ကြက်တဲ့ထမင်းဟင်းကြီးတစ်လုံးကိုစားချင်ရုံတက်တက်နဲ့ထောင်ကမထွက်ချင်ပဲညှင်းဆန်နေခဲ့တယ်နောက်ဆုံးအပြင်ကလူတွေတောင်မှခေါင်းခွဲမတက်ကြံစီပြီးဒီထောင်ထဲဝင်လာပြီးစားချင်နေကြတဲ့အထိပဲတကယ်တော့ကျွန်တော်ဟာအရင်ကလူစီကားတဲ့ရင်ပြင်မှာကိတ်မုတ်ဖုတ်ရောင်းတဲ့တာမန်ရောင်းသမားတယောက်သာဖြစ်ပါတယ်ဒါပေမဲ့မောင်ခိုကောင်းစတာကြီးတယောက်ရဲ့အပြစ်ပေးခြင်းကိုခံရပြီးလူစားလဲတရားခံဖြစ်ဒီထောင်ထဲကိုရောက်လာခဲ့ရတာပါကျွန်တော်မှာတေတံမိန်ကြဖို့တပတ်ပဲလိုရတော့တယ်ကျွန်တော်ဝမ်းနဲ့တော်သက်ထွက်နေတဲ့အချိန်မှာပဲထောင်ဆောင်ဘူကြီးကကျွန်တော်ကိုစစ်ဆေးရေးခန်းထဲခေါ်သွားပြီးအကျဉ်းသားတွေကိုထမင်းချက်ပေးဖို့တောင်းဆိုလာတယ်ဒါပေမဲ့ကျွန်တော်ကကိတ်မုံပဲဖုတ်တက်တာလေဒဏ္ဍာရီလာငကားပြည်မှာတောင်ကျွန်တော်ကိုစားဖို့မှုလို့မခေါ်နိုင်ကြဘူးအကျဉ်းသားနဲ့တူညာအတွက်ကိတ်မုံတွေပဲလုပ်ပေးရမလားဒါပေမဲ့တစ်စက္ကန့်လေးပိုတက်ရှင်ရရင်ပဲတန်တဲ့ဆိုရဲ့မူဝါဒအရကျွန်တော်လည်းခေါင်းညိတ်ပြီးလက်ခံလိုက်ရတယ်သို့တော်လည်းမိဖို့ချောင်းကကိရိယာတွေကအရန်ခင်းနောက်ကြပြီးဟောင်းနှွမ်းနေတဲ့အပြင်ပါဝင်ပစ္စည်းတွေကလည်းမလက်ဆက်ဘူးပို့ဆိုတာကအကျဉ်းသားတွေထမင်းစားဖို့မိနစ်40တာလိုပါတော့တယ်လူနဲ့တူညာစာဟင်းလျာကိုအချိန်မီပြီးအောင်ချက်ဖို့ဆိုတာနဲ့တန်ပါတဲ့စားဖို့မူကြီးကျိုးရှင်းရှင်းကိုပင့်ဖိတ်ပြီးချက်ခိုင်းရင်တော့မလွယ်ကူတဲ့ကိစ္စပါအကယ်၍အချိန်မီမချက်ပေးနိုင်ရင်ထောင်ပိုင်းကြီးကကျွန်တော်ကိုအလုပ်ပေးမှာမဟုတ်သလိုတေတံကြအကျဉ်းသားတွေကလည်းကျွန်တော်ကိုတက်ပစ်ကြပါလိမ့်မယ်ကျွန်တော်အားကိုးရမယ်အသေးကွဲလို့မတက်ဖြစ်နေတဲ့အချိန်မှာပဲဥနောက်ထဲကိုဓာထန်းဂျုံလုံးစွပ်ပြုတ်ချက်ပြုတ်နေအချက်လက်တွေရုတ်တရက်ရောက်ရှိလာပါတယ်ကျွန်တော်လက်ချောင်းတွေကိုလှုပ်ရှားပြီးချက်ချင်းပဲစတင်ချက်ပြုတ်ပါတော့တယ်တစ်ချိန်တည်းမှာပဲအမတ်တဲ့စုံရဲ့တေတံကြအကျဉ်းသားတွေအပန်းဖြေတဲ့ရင်ပြင်မှာကတုံးကင်နဲ့ပီတာဟာကူလားထိုင်ပေါ်မိထိုင်ပြီးနေဘူးစားလုံးနေပါတယ်ဒီလူဟာထောင်ထဲမှာရောအပြင်လောကမှာပါမိုးပြိုမတက်အာနာဆက်ပြင်းတဲ့စစ်မှန်တဲ့ထောင်တွင်းဘရင်ကြီးပါသူဟာရုတ်တရက်ထက်ပြီးတေတံကြအကျဉ်းသားတစုကိုဥဆောင်ကထမင်းစားဆောင်တကားဝက်စီတို့လျှောက်လာခဲ့တယ်ပြီးတော့သူ့နောက်ကတပည့်တွေကိုအတန်ကျဲကြီးနဲ့မေးလိုက်တယ်ဟေ့ကောင်တွေတကယ်လို့နေလေစားကအရင်လိုပဲခွင်းမစားကျင်စရာကြီးဖြစ်နေဦးမယ်ဆိုရင်ငါတို့ဘာလုပ်ကြမလဲဘေးကပိန်ပါလူမိုက်တယောက်ကရက်ဆက်တဲ့မျက်နှာနဲ့ပြောလိုက်တယ်သူ့ကိုဖျားသခင်စီပို့ပေးလိုက်ရုံပေါ့ဒုံအဆက်မပြတ်တကားကောက်တန်ပြင်းကြောင့်ထမင်းစားဆောင်ထဲမှာစိတ်လေနေတဲ့ထောင်ဆောင် Silas တယောက်လမ်းဖြတ်သွားတယ်ထမင်းစားချိန်ရောက်လာပြီးကိုသူမိဖို့ချောင်းထဲမှာအလုံးရှုံနေတဲ့ကျွန်တော်ကိုကြည့်ပြီးမျက်ဝန်းထဲမှာစိုးရိမ်ရိပ်တွေရှက်တန်းသွားတယ်သူကကျွန်တော်ခြေနေကိုတိလို့ကဲတင်ချင်တာပါဒါပေမဲ့မိဖို့ချောင်းထဲကမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါသူစွန့်သွားရတယ်မိဖို့ချောင်းထဲကပုံကြီး90ထဲမှာဆန်ပြုတ်ဖြူလို့အစားအစာတွေအပြည့်ရှိနေတာကိုသူဒါမျိုးတစ်ခါမှမမြင်ဘူးပေမဲ့ကြည့်ရတာတော့အရန်ရုပ်ရှင်းလို့နေတယ်ဒီယာနဲ့ထောင်သားတွေကိုလက်စားဖို့ဆိုတာမလွယ်ကူပါဘူးကျွန်တော်တကားဝကအတန်ကိုကြားတော့သူ့ကိုလာကူမဖို့အော်ပြောလိုက်တဲ့ Silas ကခေါင်းညိတ်ပြီးခဏနေဒါတွေအပြင်ကိုမပြီးရင်မင်းကိုငါအရင်ခိုးထုတ်သွားမယ်မဟုတ်ရင်အဲ့ဒီလူတက်သမားတစုကမင်းကိုအလုပ်ပေးမှာမဟုတ်ဘူးလို့ပြောရှာတယ်သူ့စကားကြောင့်ကျွန်တော်သူ့ပေါ်တန်ရောစင်နေနဲ့ချစ်သွားရတယ်ဒါပေမဲ့ကျုံစွပ်ပြုတ်အိုးတွေအကုန်လုံးကိုပြတင်းပေါက်စီမရွှေ့ရသေးခင်မှာပဲတကားပြင်ကအော်ဟစ်တန်တွေထွက်ပေါ်လာပြီးတန်တကားကြီးကိုအတင်းဝင်ဆောင်နေကြပြီးကျွန်တော်တို့နှစ်ယောက်လည်းအလုပ်ကိုတုတ်လို့ရတော့တယ်ပုံမှန်ဆိုရင်ထောင်သားတွေကိုတိုင်းလာမရွှေ့ခိုင်းပဲပီတာရဲ့တပည့်တွေကိုပဲထမင်းခတ်ခိုင်းတာဖြစ်ပေမဲ့ဒီမနေ့တင်စားဖို့မူတယောက်အသက်ခံရတဲ့တွေးထွက်တန်ရုပ်ကိစ္စဖြစ်ပွားခဲ့လို့စားဖို့မူနဲ့ထောင်သားတွေထိတ်တိုက်မတွေ့အောင်ရှောင်ရှားရပါမယ်အားလုံးစင်တင်ဖြစ်တော့ Silas ကမိဖို့ချောင်းတကားကိုတောက်ခတ်ပြီးကျွန်တော်ကိုအမှတ်69ထောင်ကန်းနဲ့အရင်ပို့ပေးခဲ့တယ်ပြီးမှထမင်းစားဆောင်တကားမကြီးကိုဖွင့်ပေးလိုက်ပါတယ်ပီတာကတားရည်ကြကင်ကိုပခုံးပေါ်တင်ပါဆက်မှာစီကားကွန်းတီးခဲ့ရင်အခန်းထဲကိုဝဲကြည့်လိုက်တယ်သူ့နောက်ကတပည့်တွေကယိုရိုတေတေလိုက်ပါလာကြတယ်ပီတာကထမင်းခတ်တဲ့ပြတင်းပေါက်ကိုကြည့်ပြီး Silas စားဖို့မူအစ်စ်ဘယ်ရောက်သွားလဲလို့မေးတယ် Silas ကမစုံမနစ်တဲ့လေတန်းနဲ့ပြောပိုင်ခွင့်မရှိပါဘူးလို့ပြန်ဖြေတယ်ပီတာကနာကောင်းရှုံပြီးသူ့တပည့်မြောက်ကောင်ကိုလူတွေအတွက်ထမင်းခတ်ပေးဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့မြောက်ကောင်ကရှေ့ကိုတက်သွားရုံရှိတဲ့ရုတ်တရက်ကြောင်သွားပြီးလန့်အော်တော့တယ်ဒါကဝက်စာတွေလားဗျာပီတာမျက်နှာချက်ချင်းအေးဆက်သွားပြီးပြတင်းပေါက်စီအမြန်လျှောက်လာခဲ့တယ်ပြတင်းပေါက်ထဲမှာစီစီရီချထားတဲ့စွပ်ပြုတ်အိုးဖြူတွေကိုမြင်လိုက်ရတဲ့အခါသူတကယ်ကိုစိတ်ပြတ်သွားပြီး Silas ကိုတက်ချင်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်သူတို့ကိုဝက်စာကျွေးတယ်ပေါ့လေအကယ်၍ဒီလိုရှက်ခွဲမှုကိုလက်ခံလိုက်ရင်သူပီတာတယောက်နောက်ဘယ်လိုလုပ်ဆရာကြီးလုပ်တော့မလဲ Silas ကနောက်ကိုခြေတလန်းဆုပ်ပြီးလျှက်စစ်တုပ်ကိုကင်ထားတဲ့လက်တွေမှာချွေးတွေဆိုနေပြီးသူတက်သမျှမတ်သမျှလက်ညာပြီးပီတာစိတ်မလောပါနဲ့ဒါကချို့ဝက်စမ်းကျဲတဲ့အရှိပြားကအထူးဆင့်စားဖို့မူကြီးကိုတီးတန့်ဖိတ်ခေါ်ပြီးချက်ခိုင်းထားတဲ့ဟင်းလျာပါဒီစားဖို့မူကြီးကအရှိပြားတွေတိုက်ရဲ့မောင်ကိုချက်ပြုတ်ရေးလောကကိုတယောက်တည်းနဲ့တင်းပိုက်ခဲ့ဘူးတဲ့ပါရမီရှင်ကြီးပြလို့ရှောက်လဲလိုက်တယ်ပီတာကြတော့ခါရတာမင်းတက်သွားတဲ့အချို့စကားလုံးတွေကိုသူတေချာနားမလဲပေမဲ့ကြည့်ရတာတော့တော်တော်လေးအစွမ်းထက်ပုံရတယ်ဒီအချိန်မှာသူ့စိတ်ထဲအနှဲငယ်တီးကျင်စိတ်ဖြစ်ပေါ်လာပြီးဒီဟင်းလျာကချို့ဝက်စမ်းကျဲတဲ့အရှိပြားနိုင်ငံဟောင်းမှာဘာနာမီလဲလို့မေးတယ် Silas ကကျွန်တော်စီကအရင်မေးထားတဲ့အတိုင်းဘလုံးမထွေးလေတန်းနဲ့ကိုဓာထန်းလို့ပြောလိုက်တယ်ပြောပြီးတာနဲ့သူလက်ထွက်ဖို့ပြင်ပေမဲ့ပီတာကလမ်းဆွဲထားပြီးအကိုကြီးမင်းဒီမှာပဲနေဦးလို့ပြောကဇုံးနဲ့စွပ်ပြုတ်တပန်းကန်ခတ်လိုက်တယ်ဒါပေမဲ့သူကိုယ်တိုင်မစားဘဲမြောက်ကောင်ရဲ့ရှေ့ကိုတွန်းပေးလိုက်တယ်မြောက်ကောင်မင်းကားနောက်လိုက်လာတာနှစ်ရှိပြီးဒီစွပ်ပြုတ်တစ်ခွက်ကိုမင်းကိုဆုလာဖြစ်ပေးတယ်မြောက်ကောင်ရဲ့မျက်နှာကပြတ်သွားပြီးမျက်ဝန်းထဲမှာမစားချင်တဲ့အရေးအယောင်တွေအပြည့်ပဲသူက Silas ရဲ့လက်ညာစကားတွေကိုလုံးဝမယုံကြည်ပါဘူးဒါပေမဲ့ဆရာကြီးရဲ့စကားကိုမလွန်ဆန်ရဲတာကြောင့်ပန်းကန်ကိုမပြီးပတ်စနာကတ်ကတငုံလောက်မြည်ဆန်းလိုက်ရတယ်တိုးတော်လဲနောက်တစ်စက္ကန့်မှာပဲသူဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့တကိုယ်လုံးတောင်းတင်းငိမ်တက်သွားပါတော့တယ်နှွေးထွေးပြီးပျော်ရွှင်စရာကောင်းတဲ့ခံစားချက်တစ်ခုကရှာဖျားကနေတဆင့်တကိုယ်လုံးကိုပြန့်နှံ့သွားခဲ့တယ်သူဟာငယ်စဉ်ကလေးဘဝတုန်းကမိခင်ရဲ့ရင်ခွင်ထဲမှာလဲလျောင်းနေရတယ်လို့ဖျားသခင်ကသူ့ကိုပြုံးပြနေတယ်လို့မျိုးခံစားလိုက်ရတယ်မြောက်ကောင်ဟာသူကိုယ်သူပြောလုံးလို့တည်သွားနိုင်တယ်လို့ထင်မှတ်နေခဲ့တယ်ပီတာကမြောက်ကောင်ရဲ့အမူအရာကိုမြင်တော့စိတ်ထဲမှာတန်တရားတွေအကြီးအကျယ်ဖြစ်ပေါ်လာပြီးသူကိုယ်တိုင်စွပ်ပြုတ်တပန်းကန်ခတ်တောက်လိုက်တဲ့ရှုခန်းနဲ့တငုံတောက်လိုက်ရုံနဲ့တင်သူ့တကိုယ်လုံးပောက်ကွဲမတက်ခံစားလိုက်ရပြီးစိတ်အာရုံတွေလွင့်ပါသွားခဲ့တယ်သူဟာငယ်စဉ်ကပုတ်ခတ်ထဲမှာမိခင်ရဲ့နှွေးထွေးရဲ့ဆောင်းရှောက်မှုကိုခံယူနေရတယ်လို့ခံစားလိုက်ရတာပါဒါတွေအားလုံးကတကယ့်ကိုလက်တွေ့ဆန်လုံးလို့သူကိုယ်တိုင်မျက်ရည်တွေစီးကျနေတာကိုတောင်သတိမထားမိခဲ့ပါဘူးဘေးကထောင်ဆောင်လေး Silas ကတော့ကြောင်ပြီးကြည့်နေမိတယ်ဘာလဲကျုံစွပ်ပြုတ်တောက်တာကိုငိုတောင်ငိုကြတယ်ပေါ့တနာစရာငကားပြည်ရဲ့ဟင်းလျာကိုတခါမှမစားဘူးတဲ့တော်သားတွေဆရာကြီးတွေဘာတွေလုပ်လို့အမိုက်တွေပဲဒါပေမဲ့ဒီချိန်နေရဆိုရင်ငါတက်တော့အာမခံချက်ရှိသွားပြီလို့တွေးနေမိတယ်ဘေးနာကတပည့်တစုကလည်းဆရာကြီးနဲ့မြောက်ကောင်တို့စွပ်ပြုတ်တောက်ပြီးတေလူမတက်ခံစားနေရတာကိုမြင်တော့မအောင်နိုင်ကြတော့ပဲ
အားလုံးကစိတ်လှုပ်ရှားစွာနဲ့ပန်းကန်ကြီးကြီးတွေနဲ့ခတ်တောက်ကြတော့တယ်လူတိုင်းရဲ့မျက်နှာမှာဖော်ပြလို့မရနိုင်တဲ့ပျော်ရွှင်မှုတွေရှန်ထွက်နေခဲ့တယ်ဒီအချိန်မှာပီတာကသုံးပန်းကန်ဆက်တိုက်တောက်ပြီးသွားပြီးသူကတပည့်နှစ်ယောက်ကိုမျက်ရည်ပြလိုက်တော့တပည့်တွေကစွပ်ပြုတ်အိုးတအိုးကိုခြံပြီးပီတာရဲ့အမှတ်30တဲ့စိန်ခံထောင်ကန်းစီကိုမသွားကြတယ်သူချို့ဝက်သိမ်းထားခြင်းလို့ပါလူလက်စားတောက်ကြပြီးတဲ့နောက်နေ့လယ်စာအချိန်ကပြီးဆုံးသွားခဲ့တယ်ကျုံစွပ်ပြုတ်အိုး90စလုံးတစ်ဆက်မှမကြံတော့ပါဘူးစောစောကလူနှစ်စုဟာအိုးအောက်ခြေကစွပ်ပြုတ်ကိုလူရင်းရန်ဖြစ်ကြသေးတယ်နှစ်ယောက်ကပြင်းထန်ဒဏ်ရာရပြီး6ယောက်ကဒဏ်ရာနှဲငယ်ရသွားခဲ့တယ်ထောင်ဆောက်ဖို့ကြီးမာတင်ကလူစုခေါ်ပြီးရောက်လာတဲ့အချိန်မှာလူစုကကွဲသွားပါပြီမာတင်ကပရမ်းပရာဖြစ်နေတဲ့ကွင်းပြင်ကိုကြည့်ပြီးခေါင်းကိုက်သွားတဲ့ထောင်တနေရာမှာတော့အကျဉ်းသား9ယောက်ကစိတ်ကူးရင်ပြီးဘာလို့နေမှမသိဖြစ်နေကြတယ်မာတင်ကတန်တရားစိတ်နဲ့နားကိုကက်ကြည့်လိုက်တဲ့အခါမျက်ခုံးတွေတွန့်သွားရတယ်အဲ့ဒီတေတံကျအကျဉ်းသား9ယောက်ဟာမျက်နှာကိုတက်တောင့်တက်တာဖြစ်ပြီးထမင်းပန်းကန်တွေကိုရှာနဲ့ရက်နေကြတာကိုတကယ်ကိုအံ့အားစရာပါပဲတူလူတွေကိုအပြင်းမောင်းထုတ်ပြီးမှထောင်ပိုင်ကြီးစီဖုံးဆက်ပြီးဖြစ်ပွားခဲ့တဲ့ရံပွဲသေးစားလေးအကြောင်းအစီရင်ခံလိုက်တဲ့ထောင်ပိုင်ကြီးကအနှဲငယ်အံ့နာသွားပေမဲ့အများကြီးမတွေ့ပဲမာတင်ကိုညနေကျရင်စားဖို့မူကောင်းကောင်းတယောက်ရှာခိုင်းလိုက်တဲ့အဲ့ဒီကိန်းမုံရောင်းတဲ့လူသက်သမားကိုထပ်မချက်ခိုင်းနေတော့လို့မာတယ်တစ်ခါလောက်ကန်ကောင်းပြီးပြဿနာမတက်တာပဲဒေါ်လာပြီလို့ပြောတာပေါ့မာတင်ကပါဆက်ကတ်တာဟုတ်ကဲ့လို့ပြောလိုက်ပေမဲ့စိတ်ထဲကနေချိန်ဆနေမိတယ်သူ့ကိုမချက်ခိုင်းရင်ဘသူ့ကိုသွားရှာရမှာလဲတကယ်တော့ကျွန်တော်ဒီလောက်အရသာရှိတဲ့ကျုံစွပ်ပြုတ်ကိုချက်နိုင်တာဟာထမင်းမချက်ခင်မှာထမင်းချက်စနစ်တော်ကြီးနဲ့ချိတ်ဆက်မိသွားလို့ဖြစ်ပါတယ်ကျွန်တော်နေ့လေတည်းရေးနိုးတဲ့အခါကျင်းနှမှုအမှတ်1တူညာကြော်ရရှိထားပြီးအမှတ်3တူညာပြည့်ရင်ဂျင်းညိုစင်ကန်ဆန်းမဲ့တစ်ချိန်ဖောက်နိုင်မှာဖြစ်ပြီးအဲ့ဒီထဲမှာကျွန်တော်လိုအပ်နေတဲ့ဒေတန်ဆိုင်ငံကွင်းကရှိနေပါတယ်ကျွန်တော်အသက်ရှင်ခြင်းရင်ကျင်းနှမှုအမှတ်တွေကိုအမြန်ဆုံးစုဆောင်ရပါမယ်ဒီအချိန်မှာပဲအပြင်ဘက်စင်ဂျန်လန်းကနေခြေတံတွေထွက်ပေါ်လာပြီး Silas ကထောင်ကန်းပြင်မှာရောက်လာတဲ့ညစာချက်ဖို့လာခေါ်တာပါကျွန်တော်လည်းလန်းဆန်းနဲ့သဘောတူလိုက်တယ်မထင်မှတ်ပဲကျွန်တော်ကိုကူညီဖို့လက်ထောက်တစ်ယောက်ပါစီစဉ်ပေးထားတယ်သူမကတော့ခနာကိုတောင်းတင်းလာပါတဲ့လင်းယုံအင်ပါယာကလှပြိုဖြူဆိုဖီယာဖြစ်ပြီးအရင်ကငကားပြည်ထမင်းဆိုင်မှာအလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိခဲ့ဘူးသူပါကြည့်ရတာဒီထောင်ထဲမှာထမင်းချက်တက်တဲ့အရေးချင်းရှိရင်အခွင့်ထူးချိုခန်းစားခွင့်ရှိပုံရတယ်ဒါပေမဲ့ဆိုဖီယာကကျွန်တော်ရဲ့အကြည့်ကိုသတိပြုမိတဲ့အခါသူမရဲ့မျက်ဝန်းတွေကအေးဆက်သွားပြီးထောင်ဆောင် Silas ကိုတောင်မျက်နှာသာမပေးပါဘူး Silas ကကျွန်တော်တို့ကိုအမြန်ချက်ဖို့ပြောပြီးမိဖို့ချောင်ပြင်ဘက်မှာသွားဆောင်နေခဲ့တယ်ကျွန်တော်စကားပြောဖို့ပြင်လိုက်ပေမဲ့ဆိုဖီယာကဖြစ်ပြောလိုက်တယ်နင်တို့လိုလူမျိုးတွေကအပိုင်းပိုင်းအမုန်းခံရမှာငါနင်တို့ကိုဘာကူညီမှပေးမှာမဟုတ်ဘူးဆိုဖီယာကသွားကြိတ်ပြီးပြောပြီးတာနဲ့ဘေးကနယံကိုမီကမျက်လုံးမိတ်ပြီးငြိမ်နေတော့တယ်ကျွန်တော်လည်းသူမကိုဂီယူမဆိုင်တော့ပဲဒီနေ့သုံးလို့ရတဲ့ပါဝင်ပစ္စည်းတွေကိုပဲကြည့်လိုက်တဲ့ရေခဲတစ်တာကိုစစ်ဆေးပြီးတဲ့နောက်အကောင်းစားပစ္စည်းဘာမှမရှိတာကိုတွေ့ရလို့တပြင်းချလိုက်မိတယ်အသားနဲ့ဟင်းသီးဟင်းရက်တွေအရန်ရှားပါနေတာကြောင့်ကျွန်တော်ကြုံမှုပစ္စည်းတွေရဲ့ကစောင်းဥခောက်ဆွဲကိုပဲရွေးချယ်ချက်ပြုတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲအမတ်တစုံရဲ့ထောင်ကန်းထဲမှာပီတာဟာစစ်ပညာဘာယာကူကြီးကိုကြည့်ပြီးစိုးရိမ်နေကြီးမင်းနေတယ်ငါညီလေးသူပြန်နိုးလာဖို့အခွင့်အရေးရှိနိုင်မလားမင်းညီလေးရဲ့အခြေအနေကပြန်နိုးလာဖို့အခွင့်အရေးတောင်းမှတခါတော့မရှိပါဘူးငါအနေနဲ့အကြံပေးရရင်သူ့ကိုဒီလိုဟင်းသီးဟင်းရက်လူသားလို့ရှင်တန်ခိုင်းထားမဲ့အစာငြိမ်းချမ်းစွာနဲ့ပဲလောကကနေထွက်ခွာခွင့်ပေးလိုက်တာပိုကောင်းပါလိမ့်မယ်ပီတာခေါင်းရဲ့ဘုံခနဲ့မိသွားပြီးခနာကိုပါတုံရင်သွားခဲ့တဲ့တခဏအတွင်းမှာပဲသူဟာအသက်ကြီးရင်သွားသလိုမျိုးဖြစ်သွားရတယ်သူပါယာကူရောပင်ကိုအကြက်မကင်ပဲအမရှိတဲ့လေတန်းနဲ့တာအဲ့ဒီကိုပြန်ပို့လိုက်ပါလို့ပြောလိုက်တယ်ပီတာကကုတင်ဘေးမှာထိုင်ပြီးညီဖြစ်သူကီယာရဲ့လက်ကိုကင်ကမျက်ဝန်းထဲမှာဝန်းနေရိပ်တွေပြည့်နေနေခဲ့တယ်အကိုကြီးမင်းကိုတေချာမဆောင်ရှောက်နိုင်ခဲ့ဘူးတကယ်လို့တယောက်ယောက်ကမင်းကိုနှုတ်ပေးနိုင်မယ်ဆိုရင်ငါလက်ထဲကစီးစိမ်နဲ့အာနာအားလုံးကိုဆွတ်လွတ်ဖို့အသင့်ပဲလို့ညီးတွားနေမိတယ်ဇလန်းကကျွန်တော်ဘက်ကိုပြန်လည်ရောက်ရှိလာပါတယ်ကျွန်တော်ရဲ့စောင်းခောက်ဆွဲကပြီးခါနီးနေပြီဖြစ်လို့ကိုယ့်အတွက်အရင်ဆုံးတပန်းကန်ခတ်လိုက်တဲ့တခါအတွင်းမှာပဲမွေးကြိုင်တဲ့အနက်အသက်တွေကတခန်းလုံးပြန့်နှံ့သွားခဲ့တယ်ဆိုဖီယာကစောင်းခောက်ဆွဲရဲ့အနံ့ကိုရလိုက်တဲ့အခါလျှက်စစ်စီးကြောင်းနဲ့ငယ်အဖြတ်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးတွားရည်တွေတောင်ကျလာတော့တယ်ကျွန်တော်ကဆိုဖီယာရဲ့အမူအရာကိုမြင်တော့တဲ့တိုးပဲပြောလိုက်တယ်စားချင်လားမကြွေးဘူးပြောပြီးတာနဲ့ရှုခါနဲ့တလုတ်ကြီးအားရပါရစားပြလိုက်တယ်ဆိုဖီယာမျက်နှာကချက်ချင်းညီမြန်းသွားပြီးဒေါသလည်းထွက်သွားတယ်ငါမုန်းဆုံးကနင်တို့လိုလူမှုပတ်ဝန်းကျင်ရဲ့အမိုက်တွေကိုပဲငါဆိုဖီယာကတင်းရင်သေးပါစေနင်တို့ရဲ့ပစ္စည်းကိုဘယ်တော့မှမစားဘူးမိနစ်30အကြာမှာတော့ Silas နဲ့ Sophia တို့နှစ်ယောက်စလုံးမိဖို့ချောင်းထဲမှာပန်းကန်ကိုစီကင်ပြီးခရင်နဲ့ခောက်ဆွဲတွေကိုပါဆက်ထဲအတင်းထိုးထည့်နေကြကမျက်နှာတွေမှာပျော်ရွှင်မြင်ရှက်နေကြတော့တယ် Silas ကတော့နေ့လေကထောင်သားတွေဘာလို့ထမင်းလူပြီးရန်ဖြစ်ကြလဲဆိုတာကိုအခုမှသဘောပေါက်သွားခဲ့တယ်ဒီခောက်ဆွဲကအရန်အရသာရှိလုံးတာကိုသူ့စိတ်ထဲမှာကျွန်တော်ပေါ်လေးစားစိတ်လေးနည်းနည်းဝင်လာခဲ့တယ်ညစာစားချိန်မရောက်သေးခင်မှာပဲထမင်းစားဆောင်ပြင်မှာလူတန်းကြီးကအရှိကြီးဖြစ်နေပြီးတနကားကြီးကိုလည်းဒုံနဲ့ထုနေကြတယ် Silas ကကျွန်တော်အားလုံးပြင်ဆင်ပြီးတာကိုမြင်တော့လုတ်ဖော်ကိုင်ဖက်ကို Sophia ကိုအရင်ပြန်ခေါ်သွားခိုင်းလိုက်တယ် Sophia ကထွက်သွားခါနီးမှာစကားပြောချင်တယ်လို့ဖြစ်နေပေမဲ့ဘေးကလူတွေကြောင့်မပြောဖြစ်ခဲ့ပါဘူး Silas ကထောင်သားတွေကိုထမင်းစားဆောင်နဲ့ခေါ်သွင်းလာခဲ့တယ်ဒီညဝင်လာတာကပီတာမဟုတ်ပဲမြောက်ကောင်ဖြစ်ပါတယ်နေ့လေကလိုပဲမြောက်ကောင်ကတပည့်ချို့ကိုခေါ်ပြီးပြတင်းပေါက်ထဲဝင်လာကလူတွေကိုထမင်းခတ်ပေးဖို့ပြင်တယ်အိုးထဲမှာမျောနေတဲ့ခောက်ဆွဲဖက်တွေကိုမြင်တော့မြောက်ကောင်ခံမရခတ်သွားပြီးမျက်မှောင်ကျုပ်ကတိုးလေးညီးသွားတယ်ဘာလို့ခောက်ဆွဲဖြစ်နေတာလဲငါအမုန်းဆုံးကခောက်ဆွဲပဲဆရာကြီးကလည်းပိုမကြိုက်ဘူးဒါပေမဲ့သူကကျွန်တော်နေ့လေကကောင်းကောင်းချက်ပေးခဲ့တာကိုတီးလို့ကျွန်တော်ကိုအကြက်မကင်ပါဘူးကျွန်တော်ကခက်ပြုံးနဲ့ငါခောက်ဆွဲကဒီအတိုင်းဆယ်စားယုံနဲ့မပြီးဘူးငါကိုယ်တိုင်စီမံထားတဲ့အပူချိန်မြင့်စွပ်ပြုတ်ရည်နဲ့တွဲစားရမှာလို့ပြောလိုက်တယ်ပြောပြီးတာနဲ့ဘေးကအပူထင်းအိုးကြီးရဲ့အဖုံးကိုလန့်ဖွင့်လိုက်တဲ့အခါတခါအတွင်းမှာပဲမွေးကြိုင်လာတဲ့ဟင်းရည်နှံတွေကအငွေ့တွေနဲ့တူအိုးထဲကနေရှန်ထွက်လာပြီးထမင်းစားဆောင်တစ်ခုလုံးကိုလင်းမြန်စွာပြန့်နှံ့သွားခဲ့တဲ့အနံ့ရလိုက်တဲ့လူတိုင်းတွားရည်တွေတောက်ကြလာပြီးမြောက်ကောင်အကိုကြီးအမြန်ခတ်ပေးပါဗျာကျွန်တော်တို့မအောင်နိုင်တော့ဘူးလို့အော်ကြတော့တယ်မြောက်ကောင်ကစိတ်မလောပဲရှေ့ကိုနှစ်လန်းတက်ပြီးအပူထင်းအိုးရဲ့ကိုကြည့်လိုက်တဲ့အနံ့ကြောင့်ခဏတာမိမောသွားပြီးမှတတိပြန်ဝင်လာပြီးဆရာကြီးအတွက်အမြန်ဆုံးငါးပန်းကန်အရင်ထုတ်ခိုင်းလိုက်တယ်ပြီးမှတခြားထောင်သားတွေကိုစတင်ခတ်ပေးပါတော့တယ်အမတ်တထောင်ကန်းကပီတာကတော့ညီဖြစ်သူရဲ့ကိစ္စကြောင့်စိတ်ထဲမှာဒေါသတွေထွက်နေပြီးပောက်ကွဲစရာနေရာရှာမတွေ့ဖြစ်နေခဲ့တယ်ဒီချိန်မှာပဲဘလုံကတပည့်နှစ်ယောက်နဲ့အတူအပူထင်းအိုးကြီးကိုမပြီးအခန်းထဲဝင်လာခဲ့တဲ့အချိန်ကြာသွားရင်ခောက်ဆွဲရတာပြတ်သွားမှာဆိုလို့ဝင်ကာနီးခွင့်တောင်းရမယ်ဆိုတဲ့စီကံကိုမေ့သွားတာ
တာကြောင့်ပီတာစီကနေအကြီးကျယ်ဆဲဆိုခြင်းခံလိုက်ရတဲ့၃ယောက်စလုံးကြောက်လန့်ပြီးရင်တမမဖြစ်နေကြရတယ်။ညစာကစောင်းခောက်ဆွဲဖြစ်မှန်းသိလိုက်ရတဲ့အခါပီတာကစားပွဲကိုတုံးခန့်နဲ့ရိုက်လိုက်ပြီးဘလုံကိုအေးဆက်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်ဘလုံကကြောက်လန့်တကြားဒူးထောက်လိုက်ပြီးစကားတစ်ခုမှမပြောရဲတော့ဘူးဘေးကတပည့်နှစ်ယောက်ကတော့ကြောက်လန့်လုံးလို့ကျမ်းပြင်ပေါ်ခွေလဲကျသွားခဲ့တယ်။သွားအဲ့ဒီစားဖို့မူကိုတက်ပြစ်ကြဆန်းလို့ပီတာအော်လိုက်တဲ့အချိန်မှာပဲမထင်မှတ်ပဲသူ့ညီလေးရဲ့လက်ကပီတာကိုလမ်းဆွဲလိုက်ပါတော့တယ်ပီတာမျက်ဝန်းကနေမျက်ရည်တွေဆွဲခနဲစီးကြလာပြီးဆောင်းကိုဆူရှဲသွားစေခဲ့တယ်။ကီယာရဲ့မိမ့်မိန်နေတဲ့မျက်လုံးတွေကပီတာကိုစိုက်ကြည့်ရင်နှုတ်ခမ်းလေးလှုပ်ရှားပြီးတခုခုပြောဖို့ကြိုးစားနေတယ်။အကိုဘာဟင်းလဲအရန်မွေးတာပဲငါပိုက်စားတယ်ပီတာကြတော့ဝမ်းသာလုံးလို့ငိုချလိုက်မိပြီးတပည့်တွေကိုအမြန်မေးတယ်။စောင်းခောက်ဆွဲတွေကုန်ပြီလားကန်ကောင်းစွာနဲ့အောက်ခြေကနင်းနေကြံသေးတာကြောင့်ပီတာတယောက်တိတ်ခါကိုငဲမနေတော့ပဲညီဖြစ်သူအတွက်အတင်းမပြီးယူလာခိုင်းလိုက်ရတယ်ဒီချိန်မှာပီတာစိတ်ချနေအရန်ကောင်းသွားပြီးတပည့်တွေကိုစိတ်ရှိလက်ရှိနဲ့ငါစားချင်လို့မဟုတ်ဘူးဒီခောက်ဆွဲနှန်းကကီယာကိုဟင်းသီးဟင်းရဲ့လူသားဘွားကနေနှိုးပေးလိုက်တာခဏနေဆရာဝန်တွေစစ်ဆေးပြီးရင်သူစားလိုက်မယ်လို့ပြောလိုက်တယ်တပည့်၃ယောက်လုံးကြောင်သွားကြတယ်နောက်ဆုံးမှာတော့ဘာယာကူ၃ယောက်ရဲ့ပူးတွဲစစ်ဆေးမှုအရာဒါဟာစေပညာသမိုင်းမှာဘယ်တော့မှထပ်မဖြစ်နိုင်တော့တဲ့အမွေဖြစ်ရဲ့လို့အားလုံးကသတ်မှတ်လိုက်ကြပါတော့တယ်ပီတာကသူ့ရဲ့ဆက်သွယ်တွေကိုတုံးပြီးညီဖြစ်သူကိုအကောင်းဆုံးစေယုံစီညာတွင်ချင်းပို့ဆောင်ပေးခဲ့တယ်ထွက်သွားခါနီးမှာညီဖြစ်သူရဲ့အတင်းကျပ်တောင်းဆိုမှုကြောင့်ပီတာကစောင်းခောက်ဆွဲနေပါတဲ့အပူထင်းအိုးကိုပါတည်သွားခဲ့တယ်ဒီလောက်ရဲ့ကြောင့်လာခေါ်တဲ့လူနာတင်ကားကလူတွေတောင်အံ့မသွားကြရတယ်ဆေးရုံမှာထမင်းမရှိလို့လားပေါ့ကျွန်တော်ကတော့ညစာချက်ပြီးတဲ့နောက်ထောင်းဆောင် Silas ရဲ့ပို့ဆောင်မှုနဲ့အမှတ်69ထောင်ကန်းစီပြန်ရောက်လာခဲ့တယ်ဒီစောင်းခောက်ဆွဲကြောင့်ပဲကျွန်တော်ရဲ့တေတန်းက9ရက်ဆိုင်းငံ့ခွင့်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မသိတာကတော့ကျွန်တော်ကိုလူစားလဲတရားခံဖြစ်တွင်းခဲ့တဲ့မောင်ခိုကောင်းစတာကြီးကကျွန်တော်တေတန်းဆိုင်းငံ့ခွင့်ရသွားတာကိုသိလိုက်ရတဲ့အခါထောင်ထဲကလူမိုက်တွေကိုချက်ချင်းဆက်သွယ်ပြီး6ရက်အတွင်းကျွန်တော်ကိုအပြတ်ရှင်းဖို့အမိန့်ပေးလိုက်ပါတော့တယ်နောက်တစ်နေ့မနက်မလင်းခင်မှာပဲကျွန်တော်မိဖို့ချောင်းထဲရောက်နေပါပြီဒီအချိန်မှာ Silas ကဆိုဖီယာကိုခေါ်ပြီးရောက်လာတဲ့ဆိုဖီယာရဲ့အသားရည်ကကြည်ကောင်းနေပြီးကျွန်တော်ကိုကြည့်တဲ့မျက်လုံးတွေကအနှဲငယ်ရှောင်လွဲနေကပြင်းပြင်းစင်စင်လေးလှုပ်လာတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်သူမကိုဂယူးမဆိုင်ပဲပါဝင်ပစ္စည်းတွေကိုအရင်စစ်ဆေးလိုက်တဲ့အရင်လိုပဲဆင်းရဲလုံးတာကြောင့်တက်ပြင်းချပြီးနောက်ဆုံးမှာပေါက်စီနဲ့အနစ်ဆက်ဟင်းကိုပဲလှုပ်ဖို့ဆုံးဖြတ်လိုက်တယ်နှစ်ယောက်သားပူးပေါင်းလှုပ်ဆောင်မှုကြောင့်ပေါက်စီတွေအမြန်ပဲပြီးလူနီးပါးဖြစ်လာခဲ့တယ်ဆိုဖီယာကပေါင်းဝဲကပေါက်စီတွေကိုကြည့်ပြီးဝေခွဲမရဖြစ်နေတယ်ဒါကပေါင်မုံနဲ့လည်းမတူပီဇာနဲ့လည်းမတူဘူးစားလို့ရပါမလားဒါပေမဲ့မင်းညကစောင်းခောက်ဆွဲကိုတတိယပြီးသူမဆက်မတွေးတော့ပါဘူးဒီအချိန်မှာအကျဉ်းသားတော်များများကထမင်းစားဆောင်တကားကိုလာထုနေကြပြီးဒါက Silas ကိုတကယ်ကိုအံ့မသွားစေရဲ့ပုံမှန်ဆိုမနက်9နာရီမှထမင်းစားရတာဖြစ်ပြီးအခုကမနက်6နာရီခွဲပဲရှိပါသေးတယ်ဒီထောင်သားတွေယူကုန်ကြပြီလားသူတကားနာကပ်ပြီးနားထောင်လိုက်တဲ့အခါပိုပြီးစွန့်သွားရတယ်အမြန်တကားဖွင့်ငါတို့ထမင်းစားခြင်းပြီးဖျားတက်ခင်အမြန်ကျွေးပါတော့မအောင်နိုင်တော့ဘူးငါတို့ကိုမနှိမ့်ဆက်ပါနဲ့တော့ Silas ရဲ့မျက်နှာကပြတ်သွားတယ်ဒါထမင်းစားတာလားမူရစ်စေဖြတ်တာတောင်ဒီလောက်မစိုးဘူးလို့တွေးမိတာပေါ့ကျွန်တော်လည်းလှုပ်ဆောင်မှုကိုအရှိန်မြင့်လိုက်ပြီးနောက်ဆုံးအနစ်ဆော့စလော်ရဲ့အဆင့်ပဲကြံပါတော့တယ်ဒါကစက်နဲ့လှုပ်လို့မရပဲလက်နဲ့ပဲလှုပ်ရမှာပါပေါင်30လောက်လေးတဲ့တန်တဲ့အိုးကြီးကိုကျွန်တော်ကတာမန်ကာရှန်ကပဲလန်လော်ပြီးချက်ပြုတ်ပြလိုက်တယ်ဆိုဖီယာနဲ့ Silas တို့ဒါကိုမြင်လိုက်ရတဲ့အခါအကြီးကျယ်မြင့်တက်သွားကြရတယ်ဒီလောက်ကြီးတဲ့အိုးကိုအတိအကျကင်တွယ်နိုင်ဖို့ဆိုတာ10နှစ်8နှစ်လောက်မကျင့်ရင်မရနိုင်ပါဘူးဒါပေမဲ့အခုကျွန်တော်ကအသက်20ကျော်ပဲရှိသေးတာလေဒီကောင်လေးကအသက်10နှစ်ကလေးကဒဲအိုးလန်နာကိုကျင့်ခဲ့တာလားမယုံနိုင်စရာပဲမိနစ်30အကြာမှာတော့ပေါက်စီနဲ့အနစ်ဆော့စ်တို့အားလုံးအဆင်သင့်ဖြစ်သွားပြီထမင်းစားဆောင်ပြင်ကထောင်သားတွေကယူသွမတက်တန်တကားကြီးကိုဝင်ဆောင်နေကြလို့ဝုန်းဝုန်းနဲ့အတန်တွေမြည်နေခဲ့တယ်အထူးသဖြင့်ခေါင်းဆောင်လာတဲ့မြောက်ကောင်ကတကားမြင်မဖွင့်ရင်အတင်းဝင်ဖြတ်မယ်လို့အော်နေတော့တယ်ကျွန်တော်ကဆိုဖီယာနဲ့ Silas ကိုအမြန်လန်းခေါ်ပြီးပေါင်းဝဲကပေါက်စီတွေကိုထုတ်ကာ sauce အိုးတွေကိုပုံးတွေရဲ့ခွဲထည့်လိုက်တယ်အားလုံးအဆင်သင့်ဖြစ်မှ Silas ကတကားဖွင့်ပေးလိုက်တယ်မြောက်ကောင်ဥဆောင်တဲ့တပ်ဖွဲ့ကြီးကချက်ချင်းတိုးဝင်လာကြပြီးအားလုံးကစိတ်ကြွဆေးတောက်ထားသလိုမျက်လုံးတွေနီးမြန်းကအော်ဟစ်နေကြတယ်ဒီလိုမြင်ကွင်းမျိုးဖြစ်လာလိမ့်မယ်လို့ဖန်တီးသူကျွန်တော်ကိုယ်တိုင်တော့မထင်မှတ်ထားခဲ့ပါဘူးမြောက်ကောင်ကပြတင်းပေါက်စီရောက်လာပြီးဖြူပွေးနေတဲ့ပေါက်စီတွေကိုမြင်တော့အကြောင်းသွားတယ်လင်စားဖို့မူဒါဘာတရဲအရာကြီးလဲဗျာတညာလုံးဗိုက်စာအောင်လှုပ်ထားပြီးအခုငါ့ကိုဒါပဲကြွေးတာလားမြောက်ကောင်စိတ်ထဲမှာနင်းနေတုံလှုပ်သွားတယ် Silas ကမကြေမနက်မျက်နှာနဲ့မစ္စတာယွန်ချက်တဲ့ဟင်းကိုမင်းတို့မစားဘူးတာကြားလို့အမြန်တန်းစီကြဆန်းလို့အော်လိုက်တယ်မြောက်ကောင်ကခေါင်းညိတ်ပြီးလူတွေကိုတန်းစီခိုင်းလိုက်တဲ့တယောက်ကိုပေါက်စီနှလုံးနဲ့ sauce တစုံစီခတ်ပေးတယ်ထောင်သားတွေကဒါကိုမြင်တော့စိတ်ပြတ်သွားကြတယ်ဒါကအရန်ကိုတနာစရာကောင်းလုံးတာပဲပထမဆုံးထမင်းရတာကဘလုံရဲ့တပည့်ချက်ကလေးကြီးကောဖြစ်ပါတယ်သူကဘလုံကိုနောက်ခံထားလို့အမြဲတမ်းထောင်ထဲမှာရန်ကတက်သူပါပန်းကန်တွေကပေါက်စီနဲ့တနာစရာကောင်းတဲ့ sauce ကိုကြည့်ပြီးသူဒေါသထွက်သွားကစားပွဲမှာထိုင်ရင်အတန်ကိုညစ်ပြီးအော်လိုက်တယ်တညာလုံးမျောလင့်ထားတာကိုနောက်ဆုံးတာပဲကြွေးတယ်ပေါ့ဒါသာအရသာမရှိရင်ငါ့ကိုအပြစ်မတင်နဲ့တော့ပြောပြီးတာနဲ့ပေါက်စီကိုဖဲ sauce နီးနေတော့ပြီးဘာဆက်ထဲတွင်းလိုက်တယ်နောက်တစ်စက္ကန့်မှာပဲချက်ကလေးရဲ့မျက်လုံးတွေပြူးထွက်သွားပြီးထူးခြားတဲ့အရာကဘာဆက်ထဲမှာပောက်ကွဲသွားခဲ့တယ်ဖျားသခင်ဒါလူသားတွေစားနိုင်တဲ့အရာလားဗျာသူအော်ဟစ်ပြီးဒုက္ခဒီစခန်းကထွက်လာလို့မျိုးအငဲမရစားပါတော့တယ်တခြားထောင်သားတွေလည်းချက်ကလေးရဲ့အမူအရာကိုမြင်တော့အားရပါရစားကြတော့တယ်ပေါက်စီနဲ့ sauce ကဘာဆက်ထဲရောက်သွားရုံရှိသေး sauce ထဲကပြင်းရှားတဲ့အရာကရေကြီးတယ်လို့မျိုးရှာဖျားစီစီးဆင်းသွားခဲ့တယ်ဒီလိုအရာပောက်ကွဲမှုကြောင့်သူတို့တွေပျော်ရွှင်မှုထဲမှာနစ်မျောသွားကြရတယ်တခန်းလုံးမှာလည်းချီးမွမ်းတန်တွေကြီးပဲထွက်ပေါ်လာတယ်နားဖေနဲ့အမေတောင်ဒီလောက်အရာရှိတာမစားဘူးငကားပြည်ရဲ့အထူးစားပုံမှုကအရင်ကအစ်မရှိတဲ့ကောင်တွေထက်ပြတ်တာတယ်အခုဆိုနေတိုင်းဘာမှမလုပ်ချင်ပဲထမင်းမဲစားချင်တော့တယ်ငါထောင်ကတော့မထွက်ချင်တော့ဘူးယေရှုခရစ်လာခေါ်ရင်တော့မသွားဘူးထောင်ကထွက်ရင်ဒါမျိုးစားရအောင်မမို့လို့လားတည်ရင်တည်ပါစေထောင်ကမထွက်ဘူးဆိုဖီယာကျတော့သူမရဲ့ကဘာကြီးတစ်ခုလုံးပျက်စီးသွားတယ်လို့ခံစားလိုက်ရပြီးကျွန်တော်ကိုငေးကြည့်နေမိတယ်ပေါက်စီနဲ့ sauce ကထောင်သားတွေကိုဒီလောက်ထိယူသွတ်သွားစေတာဟာတကယ်ကိုနှက်မျက်စိလားပါပဲဒါကမနေ့ကစောင်းခောက်ဆွဲထက်တောင်ပိုပြီးအံ့ရဖို့ကောင်းနေတယ် Silas ကလည်းဒီယာကိုချက်ချင်းမြည်ဆန်းကျင်နေပေမဲ့သူ့ယာတို့ရထောင်သားတွေရှေ့မှာမတင်တော်လို့သွားရီပဲမျိုးချနေရတယ်ဘလုံကတော့မနေ့ညကလိုပဲအပူထင်းဦးတစ်လုံးနဲ့ပြည့်ထည့်ပြီးတပိတ်နှစ်ယောက်နဲ့အတူထမင်းစားဆောင်ကနေစိတ်လှုပ်ရှားစွာထွက်သွားခဲ့တယ်ပြီးသားက
ဒီမနဲ့ထမင်းလာမစားသလိုပါဆယ်ထုတ်ခဲ့ဖို့လည်းမမှားထားပေမဲ့ဆရာကြီးရှိမှမျက်နှာလိုမျက်နှာရလုတ်ခွင့်ရတာကိုဘယ်လိုလုပ်လက်လွတ်ခံမလဲမနဲ့စာချင်းကနာရီဝက်လောက်ကြာသွားခဲ့တဲ့ထောင်သားတွေကပေါက်စီနဲ့ပန်းကန်ဘောက sauce တွေကိုပြောင်းစင်နေအောင်တုပ်စားသွားကြလို့ပန်းကန်တွေကဂျယ်ရီလိုတောက်ပနေခဲ့တယ်ကျွန်တော်မိဖို့ချောင်းမှာတာဝန်ယူကြတဲ့ကပန်းကန်စေးရတဲ့အလုပ်ကအရန်လွယ်ကူသွားခဲ့တယ်နေ့တိုင်းအားလုံးကပန်းကန်တောင်အောင်စားကြလို့တစ်ဆက်မှမလီလွင့်ပါဘူးထောင်သားတွေပိုက်ပြီးတော့2ယောက်တည်း3ယောက်တည်းထွက်သွားကြပြီးထမင်းစားဆောင်ထဲမှာကြက်ကလေးတစ်ယောက်တည်းကြံခဲ့တယ်သူကဒီနေ့အားရပါရစားပြီးစိတ်ကြွနေတာကြောင့်သူ့ရဲ့ဆံပင်ကောက်ကောက်တွေကိုတုတ်တင်ရင်ပန်းကန်ကိုဂိုင်ကပြတင်းပေါက်စီလျှောက်လာခဲ့တယ်ဒီအချိန်မှာပြတင်းပေါက်မှာထမင်းခက်ပေးနေတာကဆိုဖီယာဖြစ်သွားပါပြီအလှလေငါ့ကိုပေါက်စီနှလုံးနဲ့ sauce တစ်စုံထပ်ပေးဦးဆိုဖီယာကနောက်ကအိုးလိုကြီးကိုကြည့်ပြီးမျက်နှာပြက်ကပေါက်စီတွေကုံသွားပြီးတော့မင်းကလေးခေါက်တောင်လာခတ်ပြီးပြီလေတကယ်ပဲစားနိုင်သေးလို့လားလို့ပြောလိုက်တယ်ကြက်ကလေးကလောင်ပြုံးပြုံးပြီးဟန်ဆောင်မနေပါနဲ့နင်တို့မိဖို့ချောင်းကလူတွေအမြဲတမ်းကိုအတွက်ချန်ထားတတ်တာငါသိတယ်အမြန်ထုတ်ပေးစမ်းငါကိုဒေါသမထွက်စေနဲ့ဆိုဖီယာကလက်ပိုက်လိုက်ပြီးသူ့ကိုဂယူးမဆိုင်တော့ပါဘူးကြက်ကလေးမျက်လုံးထဲမှာဒေါသမီတွေတောက်လောင်သွားပြီးပန်းကန်ကိုဂိုင်ကဝုန်းခနဲ့လွင့်ပစ်လိုက်တယ်ဆိုဖီယာကလောင်ပြုံးပြုံးရင်းကိုအနှဲငယ်ရှောင်းလိုက်တာကြောင့်ပန်းကန်ကနောက်ကနေရန်ကိုတွားရိုက်ပြီးအတန်ကျဲကြီးမိသွားခဲ့တယ်ကြက်ကလေးပို့ပြီးဒေါသထွက်သွားကအခန်းထဲကိုအတင်းတိုးဝင်လာခဲ့တယ်ဒါပေမဲ့ဆိုဖီယာရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်လကိုမြင်လိုက်ရတဲ့အခါသူ့ဆွတ်သွားပြီးစိတ်ထဲမှာမကောင်းတဲ့အကြံစီတွေဝင်လာကအတင်းခုန်အုပ်ဖို့ပြင်တော့တယ်ဆိုဖီယာမရှောင်ရသေးခင်မှာပဲနောက်ကနေလေခွဲတန်တစ်ခုထွက်ပေါ်လာပြီးဒဲအိုမီကြီးတစ်လုံးကမိဖို့ချောင်ရဲကနေပြေးထွက်လာကကြက်ကလေးရဲ့မျက်နှာထဲကို6ခနဲ့တွားရိုက်မိပါတော့တယ်ကြက်ကလေးတယောက်ခေါင်းသားပန်းကြီးသွားပြီးမတက်တောင်မရက်နိုင်ဖြစ်သွားရတယ်သူဒေါသအကြီးကျယ်ထွက်သွားပေမဲ့ကျွန်တော်ရဲ့ကြောက်မဖွယ်ရာခွန်အားကြောင့်ရှေ့မတိုးရဲတော့ပါဘူးဒီလောက်ကြီးတဲ့ဒဲအိုးကိုလမ်းပြစ်နိုင်ဖို့ဆိုတာခွန်အားဘလောက်တောင်လို့မလဲကြက်ကလေးကနောက်ကိုနှစ်လန်းဆုပ်ပြီးကျွန်တော်ကိုလက်ညှိုးထိုးကထမင်းချက်တဲ့ကောင်စုပ်ပဲဟာကိုငါ့ကိုလက်ရဲဆက်ရဲလှုပ်ရဲတယ်ပေါ့မင်းမေးကြည့်လိုက်ဦးဒီထောင်ထဲမှာဘသူကငါ့ကိုအနိုင်ကျင့်ရဲလဲမင်းတို့စောင့်နေလိုက်ကြပြောပြီးတာနဲ့ကြက်ကလေးကမျက်နှာတစ်ချမ်းကိုကင်ပြီးထမင်းစားဆောင်ပြင်ကိုအမြန်ပြေးထွက်သွားခဲ့တယ်ဆိုင်းလက်စ်ကတိုးတိုးလေးတတိပေးတယ်ဒီကြက်ကလေးကဆေးရိုက်ဆိုးတယ်ဒီထောင်ထဲမှာသူ့ရဲ့အဆက်အသွယ်တွေကအရန်ရှုပ်ထွေးပြီးအထူးသဖြင့်ဘလုံးနဲ့ပတ်သက်မှုကမယိုးရှင်းဘူးဘလုံးစီကိုသွားတိုင်တာဖြစ်လိမ့်မယ်သူကသူ့ယာရုကိုတုံးပြီးကြားဝင်ခြင်းပေမဲ့ဒီထောင်ထဲမှာမရေးထားတဲ့စီကံတစ်ခုရှိပါတယ်ထောင်ဆောင်တွေကအခြေခံစနစ်ကိုပဲထိန်းသိမ်းရတာဖြစ်ပြီးထောင်သားတွေအချင်းချင်းဖြစ်တဲ့ပြဿနာကိုတော့ဝင်မစွက်ဖက်ရပါဘူးဒါပေမဲ့ဆိုင်းလက်စ်ကခဏနေဘလုံးလာရင်ငါပဲစကားပြောပေးမယ်လို့ပြောရှာတယ်ကျွန်တော်စဉ်းစားကြည့်လိုက်တော့ဘလုံးဆိုတာအဲ့ဒီဝါဝါတုတ်တုတ်လူကြီးဖြစ်ပါလိမ့်မယ်ဆိုဖီယာကကျွန်တော်ရဲ့အင်ဂျီစာကိုအားနာတဲ့မျက်နှာနဲ့လမ်းဆွဲလိုက်တယ်ကျွန်တော်စကားပြောဖို့ပြင်လိုက်ရုံရှိသေးထမင်းစားဆောင်တကားကရုတ်တရက်ပွင့်သွားပြီးဘလုံးကတပဲနှစ်ယောက်နဲ့အတူအလင်းမြန်ဝင်လာခဲ့တယ်ကြည့်ရတာတခုခုအရေးကြီးနေကုန်ပဲသူတို့ဟာအပြင်ကိုထွက်ဖို့ပြင်နေတဲ့ကြက်ကလေးနဲ့တိတ်တဲ့တိုးမိကြတယ်ကြက်ကလေးရဲ့မျက်ဝန်းတွေချက်ချင်းညီမြန်းသွားပြီးငိုချလို့မတက်ဖြစ်သွားကမလုံးအကိုကြီးအဲ့ဒီထမင်းချက်တဲ့ကောင်စုပ်ကငါ့ကိုရိုက်တယ်မင်းကအတွက်ကလေးစားချေပေးရမယ်နော်ဘလုံးခဏတာကြောင်သွားပြီးကြက်ကလေးညွန့်ပြတဲ့နေရာကိုကြည့်လိုက်တဲ့အခါကျွန်တော်ကတည်ငြိမ်တဲ့မျက်နှာနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်ဘုံလားကသွားရည်တစ်ချက်မျိုးချပြီးမျက်နှာပြတ်သွားကလက်ကိုမြောက်ပြီးကြက်ကလေးရဲ့မျက်နှာကိုဖျန်းခန့်တဲ့နေအောင်အားပြင်းပြင်းနဲ့ရိုက်ချလိုက်ပါတော့တယ်ဆူရှာတဲ့ရိုက်တံကဗလာဖြစ်နေတဲ့ထမင်းစားဆောင်ထဲမှာဟိမ့်ထွက်သွားခဲ့တယ်ပြီးတာနဲ့ဘလုံးကကျွန်တော်စီကိုအပြေးလွှားလျှောက်လာပြီးအနားမရောက်သေးခင်မှာပဲလှပတဲ့ဒူးထောက်လျှော့တိုက်ကွက်နဲ့ကျွန်တော်ချီရင်မှာဝတ်ဆန်လိုက်ကယွန်းအကိုကြီးကျွန်တော်တပည့်ကိုတေချာမဆုံးမမိလို့ပါလူကြီးမင်းကသဘောထားကြီးစွာနဲ့ဒီတစ်ချိန်တော့ခွင့်လွှတ်ပေးပါဗျာတခါအတွင်းမှာပဲထမင်းစားဆောင်တစ်ခုလုံးရဲ့လေတူးကအေးခဲသွားပြီးဘသူမှအတမ်းမထွက်ရတော့ပါဘူးမလန့်မကန့်ကကြက်ကလေးရဲ့မျက်လုံးတွေကကူလာအောက်ခေါင်းလောင်းလိုပြူးထွက်သွားပြီးမေးစေပါပြုတ်ချမတက်ဆွန့်သွားခဲ့တယ်သူလုံးဝယူသွားပါပြီဆိုင်းလက်စ်လည်းမျက်လုံးပြူးထွက်မတက်ဖြစ်သွားရတယ်လူသက်သားရဲ့ကြီးဘလုံးကဒီကောင်လေးကိုမြင်တာနဲ့ကြောင်မြင်နဲ့ကြွလို့ဖြစ်နေပါလားဒါကတကယ်ဖြစ်နိုင်ပါမလားလို့တွေးမိတာပေါ့ထောင်ထဲမှာအလုပ်လုပ်တာနှစ်ပေါင်းများစွာရှိပြီဖြစ်ပေမဲ့ဘလုံးဒီလိုမူရလုပ်တာကိုသူပထမဆုံးမြင်ဘူးတာပါဆိုဖီယာရဲ့လှပတဲ့မျက်နှာမှာလည်းအမ်းနာမှုတွေပြည့်နေနေပြီးမျက်ဝန်းထဲမှာစိတ်လှုပ်ရှားမှုတွေရှက်တန်းနေကရတနာတပားကိုရှာဖွေတွေ့ရှိသွားသလိုမျိုးမျက်လုံးတွေကရွှေရောင်တွေတောက်ပနေခဲ့တယ်ကျွန်တော်ကမျက်ခုံးကိုအနှဲငယ်ပင်ပြီးတန်တရားနဲ့မေးလိုက်တယ်ငါတို့တီးကြလို့လားဘလုံးကဖော်ရည်တဲ့အပြုံးနဲ့ဆရာကြီးကပြောထားပါတယ်နောက်ကြရင်အကိုကြီးကိုမြင်တာနဲ့ဆရာကြီးကိုမြင်တယ်လို့ပဲသဘောထားရမယ်ဆရာကြီးကအကိုကြီးကိုဟိုဘက်ကိုဖိတ်ခေါ်ခိုင်းလိုက်ပါတယ်အကျိုးအကြောင်းကိုတော့ဟိုရောက်ရင်သိပါလိမ့်မယ်ဘလုံးကပြောပြီးတာနဲ့ကျွန်တော်ရဲ့စကားကိုရိုရိုသေးသေးစောင့်ဆိုင်နေပြီးစိတ်မရှိတဲ့အရေးအယောင်လုံးဝမရှိပါဘူးကျွန်တော်နည်းငယ်စဉ်းစားပြီးမှဘလုံးကိုလမ်းပြခိုင်းလိုက်တယ်ကျွန်တော်အမတ်တူညတဲ့အခန်းစီသွားတဲ့အချိန်မှာဆိုဖီယာကိုလည်းဆိုင်းလက်စ်ကအမတ်စုံစီပြန်ခေါ်သွားခဲ့တယ်လမ်းကြားထဲကနေထွက်ခါနီးမှာထောင်သားတွေရန်ဖြစ်နေတဲ့အတန်ကိုကြားရလို့ဆိုဖီယာကခြေလန်းရက်ပြီးဘာဖြစ်တာလဲလို့မေးလိုက်တယ်ဆိုင်းလက်စ်ကမျက်မှောင်ကျုပ်ပြီးဆိုဖီယာကိုအတန်လာယာစီခေါ်သွားတဲ့အခါထောင်သားတယောက်အော်ဟစ်နေတာကိုကြားလိုက်ရတယ်ငါထောင်ကမထွက်ဘူးကွာငါရဲ့ထောင်တန်စစ်နေပြီဆိုပေမဲ့ငါလုံးဝမထွက်ဘူးအပြင်မှာဒီလောက်အရတာရှိရဲ့ထောင်သမင်းဘယ်မှာရမှာလဲထွက်တဲ့လူကအယူပဲလာလေတတိရှိရင်ငါကိုတက်ပစ်လိုက်ကြဒီဆဲဆိုတန်တွေကိုကြားလိုက်ရတဲ့အခါဆိုဖီယာနဲ့ဆိုင်းလက်စ်တို့အချင်းချင်းကြည့်ပြီးစွန့်သွားကြရတော့တယ်ထောင်ရဲ့ပြီးဆုံးမှာတော့အာဘီလာဟာဒီနေရာရဲ့အရှင်သခင်မကြီးဖြစ်ပြီးအခုအချိန်မှာလူလက်ပိုင်းအမျိုးသားတယောက်ကိုစစ်ဆေးနေပါတယ်ဆရာကြီးကျွန်တော်အေစုံနဲ့ဆက်သွယ်ခြင်းလို့မဟုတ်ပါဘူးအဓိကကသူတို့ရဲ့ထမင်းကအရန်ရတာရှိလုံးလို့ပါဗျာဒီအကြောင်းပြချက်ကအာဘီလာကိုတကယ့်ကိုအကြောင်းသွားစေတယ်လူလက်ပိုင်းမျိုးသားကဆက်ပြီးရိုးရိုးသားသားပဲဆရာကြီးကျွန်တော်ပြောတာအမှန်တွေပါမင်းညံနေကကျွန်တော်ထောင်ဆောင်ခေါ်လို့အလုပ်သွားလို့ရင်းညကြတော့အေစုံရဲ့ထမင်းစားဆောင်မှာထမင်းကျွေးတာနဲ့စားခဲ့ရတယ်အဲ့ဒီဆောင်ဦးခောက်ဆွဲကတကယ်ကိုအရတာရှိလုံးလို့မေးကြည့်လိုက်တော့မှအေစုံမှာတည်တံကြနေတဲ့ငကားပြည်ကအထူးစားဖို့မူကြီးချက်တာလို့သိရတာဒီမနဲ့လဲစားကျင်လုံးလို့အမေရိကန်ဒေါ်လာတက်တူညပေးပြီးပေါ့စီနဲ့အနစ်ဆက်ဟင်းကိုဝယ်စားခဲ့ရတယ်ဗျာအာဘီလာကြတော့လေတန်
အရလိန်နေပုံမရပေမဲ့အကြောင်းအရာကအရန်ကိုမယုံနိုင်စရာကောင်းလုံးနေတယ်ဒေါ်လာတဲ့တူညာပေးပြီးပေါက်စီဝယ်စားရတယ်ဟုတ်လားဦးနောက်ထဲရေဝင်နေလို့လားထမင်းတနက်ကဘလောက်တောင်အရသာရှိလို့လဲလို့တွေးပြီးမျက်မှောင်ကျုပ်ကမေးလိုက်တယ်တကယ်ပဲအဲ့ဒီလောက်အရသာရှိလို့လားလူလက်ပိုင်းမျိုးသားကခက်မြင်မြန်စဉ်းစားပြီးဆရာကြီးကျွန်တော်မင်းညကအဲ့ဒီခောက်ဆွဲကိုစားပြီးခဲကတညာလုံးအဲ့လိုမပြောဘူးတကယ်ကိုအရသာရှိလုံးလို့အစာအိမ်ကအစစိတ်လှုပ်ရှားနေတာဗျာလို့ပြောတယ်အာဘီလာမျက်လုံးတွေမေးစင်းသွားပြီးခါမြစဉ်းစားကဘေးကလူကိုအမိန့်ပေးလိုက်တယ်မီလာဒီနေ့လေကြာရင်မင်းနေလဲရှာပြီးအေစုံကထမင်းကိုငါအတွက်ယူလာခဲ့အဲ့ဒီစားဖို့မူကဘလောက်တောင်ဆွမ်းလဲဆိုတာငါကိုယ်တိုင်ကြည့်ချင်တယ်ထမင်းတနက်နဲ့ငါကိုပါညဘက်အိတ်မပြောအောင်လုပ်နိုင်မလားဆိုတာကြည့်ရတာပေါ့သူ့နောက်ကမျိုးသားကယိုရိုတေတေနဲ့ဟုတ်ကဲ့ပါအမကြီးလို့ပြန်ဖြေတယ်နေ့လေချင်းရောက်ခါနီးမှာပဲကျွန်တော်နဲ့ဆိုဖီယာတို့မိဖို့ချောင်းထဲမှာအလုပ်ရှုပ်နေကြပါပြီဒီနေ့ပါဝင်ပစ္စည်းတဲ့အချို့ထပ်တိုးလာတာကြောင့်ကျွန်တော်ချက်ပြုတ်နိုင်တဲ့ဟင်းလျာတွေလည်းများလာခဲ့တယ်ကျွန်တော်အခုချက်နေတဲ့ဟင်းကတော့ငကားပြည်ရဲ့စားတောက်မှုယဉ်ကျေးမှုရဲ့အနှစ်သာရဖြစ်တဲ့တရုတ်ဟင်းလျာကြီးဖြစ်ပါတယ်ကျွန်တော်ကချက်ရင်းနဲ့ဆိုဖီယာကိုပါရှင်းပြနေတာကြောင့်အချိန်ကနင်းနေပေမဲ့ဆိုဖီယာသာတက်သွားရင်ကျွန်တော်ကိုယ်တိုင်ပင်ပန်းခံစရာမလိုတော့ပါဘူးနာရီဝက်ခန့်ကြာပြီးတဲ့နောက်နှစ်ယောက်သားအားလုံးပြီးစီးသွားပြီးနောက်ထပ်10မိနစ်လောက်ထပ်ပေါင်းလိုက်ရင်အိုးရဲကထုတ်လို့ရပါပြီထမင်းစားဆောင်ပြင်မှာလဲထောင်သားတွေရဲ့ထမင်းကျွေးဖို့အော်ဟစ်တန်တွေထွက်ပေါ်နေပြီးဒီအချိန်မှာထောင်ဆောင်ဖို့ကြီးမာတင်ကတခြားတကားကနေထမင်းစားဆောင်တွေကိုအပြေးလွှားဝင်လာပြီးတန်တကားကြီးကိုဖွင့်ပေးလိုက်တဲ့တားရည်ကြကင်ဝတ်ထားတဲ့ကတုံးကင်နဲ့ပီတာကတော့စိတ်တက်တွေတက်ကြွနေပြီးတပည့်တွေကိုစနစ်တကျဥဆောင်ကဝင်လာခဲ့တယ်မြောက်ကောင်ကတပည့်30ယောက်ကျော်ကိုခေါ်ပြီးပြတင်းပေါက်ထဲဝင်လာကကျွန်တော်ကိုမြင်တာနဲ့သူ့နောက်ကတပည့်တွေနဲ့အတူ90ဒီဂရီခါးညွတ်ပြီးအတန်ကျဲကြီးနဲ့အော်နှုတ်ဆက်ကြတယ်ရွယ်ကိုကြီးမင်္ဂလာပါမရီးကြီးမင်္ဂလာပါဗျာကျွန်တော်ကပြုံးပြီးခေါင်းခါကနောက်မနေကြနဲ့အမြန်လူတွေကိုထမင်းခတ်ပေးလိုက်ကြလို့ပြောလိုက်တယ်မြောက်ကောင်နဲ့တပည့်တွေကနောက်တစ်ချိန်90ဒီဂရီခါးညွတ်ကြပြန်တဲ့ဘေးကဆိုဖီယာကတော့လမ်းပြတ်သွားရတယ်သူမကအမတ်တဲစုံမှာကိုစွမ်းတဲ့ကိုနေရာတစ်ခုရထားတယ်ဆိုပေမဲ့ဒီလိုမျိုးအလေးပြုခံရတဲ့အဆင့်တန်းကိုတော့တခါမှမခံစားဘူးပါဘူးလမ်းလျှောက်လာတဲ့မာတင်ကဒါကိုမြင်လိုက်ရတဲ့အခါကဘာပြက်တလို့ကြောင်သွားပြီးတုံရင်နဲ့ကျွန်တော်ကိုလက်ညှိုးထိုးကစကားတောင်မပြောနိုင်ဖြစ်နေခဲ့တယ်။မြောက်ကောင်ကကျွန်တော်ကိုလက်ညှိုးထိုးနေတာမြင်တော့မာတင်ကိုရွဲရတဲ့လေတန်းနဲ့မာတင်ဘိုကြီးမင်းရဲ့လက်ညှိုးကိုဖယ်လိုက်စမ်းမင်းရဲ့မိသားစုဝင်တွေပြဿနာတက်တာကိုမမြင်ချင်ဘူးမလားလို့អော်လိုက်တယ်။ထောင်သားတယောက်ရဲ့ထိတ်တိုက်စင်ခေါ်မှုကိုခံလိုက်ရတာကြောင့်မာတင်ရဲ့မျက်နှာချက်ချင်းပြတ်သွားပြီးဘာစကားမှပြန်မပြောရတော့ပါဘူးဒီအချိန်မှာသူသဘောပေါက်သွားတာကတော့24နာရီအတွင်းမှာတင်ကျွန်တော်ဟာအမတ်တက်ဆုံးရဲ့အင်အားကြီးဆုံးဖွဲ့စည်းနဲ့တသွေးတသားတည်းဖြစ်သွားခဲ့ပြီဆိုတာပါပဲပီတာကတော့မလန့်မကန့်မှရက်ကြည့်နေပြီးမျက်လုံးကဒီနေရာကနေမခွာပါဘူးကြည့်ရတာဒါကသူ့ရဲ့ခွင့်ပြုချက်နဲ့ဖြစ်ပုံရတယ်မာတင်ကတပြင်းချပြီးမျက်နှာပြက်နဲ့ထမင်းစားဆောင်ပြင်ကိုထွက်သွားခဲ့ရတယ်ထမင်းခတ်တာကပုံမှန်တိုင်းစတင်ခဲ့တဲ့နေ့လည်စာဖြစ်ပေါက်စီတွေကိုမြင်လိုက်ရတဲ့အခါထောင်သားတွေပြောသွားကြပြီးပေါက်စီဖြူကြီးတွေကဘာထက်မဆိုပုံမွေးနေခဲ့တဲ့တရုတ်ဟင်းလျာကြီးကိုမထုတ်လိုက်ုံရှိသေးထောင်သားတွေရဲ့မျက်လုံးတွေအယောင်တောက်သွားပြီးအိုခရားသခင်ပေါက်စီကိုအကြိုက်ဆုံးပဲပေါင်မုံတွေဘာတွေက အမိုက်တွေပဲရွှဲကိုကြီးရဲ့လက်ရာကတကယ့်ကိုနှမျက်စီပဲဗျာထောင်သားတွေရဲ့ကြီးမွန်းတန်တွေကိုကြားရတဲ့အခါကျွန်တော်စိတ်ထဲမှာမရေမတွက်နိုင်တဲ့အောင်မြင်မှုခံစားချက်တွေဝင်လာပြီးတခါတလေကြတော့လေဒီလူတွေကချစ်စဖို့ကောင်းသားပဲလို့တွေးမိတယ်ဒီအချိန်မှာဘီစုံကအာဘီလာကတော့သူ့ရှိကပန်းကန်နှစ်ချက်ကိုကြည့်နေတယ်ဗပတ်မှာပေါက်စီကြီးကြီးနှလုံးနဲ့ညာဘက်မှာတော့တရုတ်ဟင်းလျာကြီးခတ်ထားတာကိုစမတ်ကြဝတ်ဆင်ထားတဲ့မီလာကခါညွတ်ပြီးအမကြီးပစ္စည်းတွေကဒါတွေပါပဲမီးစမ်းကြည့်တော်မူပါဘူးလို့ရှောက်တင်တယ်ညာဘက်ပန်းကန်ကထွက်ပေါ်လာတဲ့မွေးကြိုင်လာတဲ့အနံ့ကိုရလိုက်တဲ့အခါအာဘီလာကဇဝေးစွာမဖြစ်တော့ပဲဟင်းကိုခရင်နဲ့နင်းနေကော်ပြီးပါဆက်ထဲတွင်းလိုက်တဲ့အာဘီလာညင်သားစွာဝါလိုက်ရုံရှိသေးထူတယ်နူးညံ့တဲ့အရာတာကရှာဖျားကနေတဆင့်ဦးနောက်စီကိုပြန့်နှံ့သွားခဲ့ပြီးဒီလိုကောင်းမွန်လာတဲ့အရာတာကသူမရဲ့ဦးခေါင်းကုံကိုပါပွင့်ထွက်သွားစေမတက်ခံစားလိုက်ရတယ်။သူမခရင်ကိုကင်ထားတဲ့လက်တွေတုံရင်လာပြီးတခါအတွင်းမှာပဲစကားပြောနိုင်စွမ်းပျောက်ဆုံးသွားတယ်လို့ဖြစ်သွားရတဲ့ရှာကဦးနောက်ရဲ့အမိန့်ကိုပင်မနာခံတော့ပဲဘာဆက်ထဲကအကောင်းဆုံးအရာတာကိုသာခံစားနေတော့တယ်။အာဘီလာရဲ့မျက်ဝန်းကနေမျက်ရည်နှစ်ဆက်ဆွဲခနဲ့စီးကျလာခဲ့တယ်။ဘေးကမီလာကတော့ကြောင်ကြည့်နေမိပြီးအမကြီးအစင်ပြေရဲ့လားဗျအဲ့ဒီကောင်တွေဟင်းထဲမှာအစိတ်ခတ်ထားတာလားလို့ရှောက်လဲတယ်။အာဘီလာကလက်ကပြပြီးမီလာကိုရှောက်မတွေးခိုင်းပဲသူမကိုယ်တိုင်ပေါက်စီနဲ့ဟင်းကိုအားရပါရစားတော့ရင်မျက်နှာမှာကျဉ်းနှက်မှုတွေပြည့်နေခဲ့တယ်။ပေါက်စီနှလုံးစားပြီးတဲ့နောက်ဟင်းတွေလည်းပြောင်းစင်သွားခဲ့ပြီးငါထပ်စားကျင်သေးတယ်ရှိသေးလားမီလာတယောက်ကြောင်သွားပြီးမရှိတော့ပါဘူးလို့ဖြေရတယ်။အာဘီလာရဲ့လှပတဲ့မျက်လုံးတွေကမီလာကိုဆက်ကြည့်ပြီးအေးဆက်တဲ့လေတန်းနဲ့ဒါဆိုလဲနေလည်းမရှိတော့ဘူးအေးစုံမှာဒီလောက်တော်တဲ့စားဖို့မူရှိနေပြီးငါတို့ဘီစုံမှာကြတော့မရှိဘူးဒီတိုင်းတာဆိုရင်လူတိုင်းကအေးစုံကိုပြောင်းကျင်ကြပြီးငါတို့ဘီစုံကတော့ပြဖြစ်သွားလိမ့်မယ်သွားညီကိုတွေကိုအကြောင်းကြားလိုက်ညနေပန်းဖြေချိန်ကြရင်အားလုံးစုပြီးစူပူမှုလုပ်ကြမယ်မကြခင်မှာပဲထောင်ပိုင်ကြီးရုံးကန်းစီကိုဘီစုံကထောင်သားတွေအုပ်စုလိုက်စူပူတောင်းကျမ်းနေတဲ့တရင်ရောက်ရှိလာခဲ့တယ်ကောင်စုပ်တွေသူတို့ယူကုန်ကြပြီလားအဲ့ဒီအာဘီလာကဘလို့လောက်ခေါင်းဆောင်တာလဲမာတင်ကချွေးတုပ်ရင်မတီးဘူးဗျဒါပေမဲ့သူတို့ရဲ့တောင်းဆိုချက်ကတော့ရှင်းပါတယ်စားဖို့မူလဲပေးဖို့တဲ့အေးစုံလို့စားဖို့မူမျိုးလိုချင်လို့တဲ့ဗျထောင်ပိုင်ကြီးကြောင်သွားတယ်အဲ့ဒီရွံစားဖို့မူကငကားပြည်သားမဟုတ်ဘူးလားအမောင်ချက်ပြုတ်နေတွေကိုတောင်သူတို့ကစားကျင်နေကြတာလားအခြားတစ်ဖက်မှာတော့ကျွန်တော်ထောင်ရဲ့အေးခန်းထဲမှာအေးခဲထားတဲ့အသားနှဲငယ်ကိုတွေးလိုက်ရတယ်ဖွင့်ကြည့်လိုက်တော့အိုဟောင်းလာတဲ့နွားလိန်တန်ဝက်လိန်တန်မြင်းလိန်တန်စတဲ့အင်္ဂါစုံသားတွေချစ်နေတာကိုစိတ်ဝင်စားစရာပဲဒါနဲ့ကျွန်တော်ကဒါတွေကိုအတူတူရောမွေပြီးရှိုးဝက်ချက်ပြုတ်ဆော့တပူးကိုတီးတန့်ဖန်တီးကကိုအတွက်ရှိုးဝက်ချန်ထားဖို့ပြင်လိုက်တယ်မိဖို့ချောင်းမှာလူအင်အားမလောက်တာကြောင့်သူတို့ကအေစုံကနေဘေဘီဆိုတဲ့ကောင်မလေးတယောက်ကိုထက်လွတ်ပေးခဲ့တယ်ဘေဘီကကျွန်တော်ကိုမြင်တော့နာကောင်းရှုံပြီးပါလဲဆိုဖီယာနင်ပြောတဲ့ငကားပြည်ကအထူးစားဖို့မူဆိုတာဒီလူလားဘေဘီမနောက်နဲ့ရွံကိုကြီးရဲ့လက်ရာကတကယ်ကိုအံ့ရဖို့ကောင်းတာကြည့်ရတာမိမလျာပုံစံနဲ့ငါရဲ့အချိန်တွေကိုမဖြုံးစမ်းပါနဲ့သူမစကားပြောလို့မဆုံးသေးခင်မှာပဲကျွန်တော်ကသူမရဲ့လေဘင်းနောက်ကနေလမ်းဆွဲလိုက်တယ်အာမလွတ်ပါနဲ့လွတ်ပါဒါပေမဲ့ကျွန်တော်ကတည်ငြိမ်တဲ့မျက်နှာနဲ့ကင်ထားတာကြောင့်ဆိုဖီယာကလည်းဝင်မပြောပါဘူးနောက်ဆုံးကောင်မလေးကိုမဲမဲနဲ့ကျမမားသွားပါတယ်အမြန်လွတ်ပေးပါတော့လို့တောင်းပန်တော့မှကျွန်တော်လက်လွတ်လိုက်ပြီးထမင်းဆက်ချက်ပါတော့တယ်ချက်ပြုတ်နေတော့
လုံးမှာဆိုဖီယာကမိဖို့ချောင်းထောင်းက sauce ဘူးလေးကိုတွေ့သွားခဲ့တယ်ကျွန်တော်ဟင်းခတ်မှုတွေထည့်ပြီးရင်ပါဝင်ပစ္စည်းတွေကအရန်ရတာရှိသွားတာကိုတတိယပြီးသူမကနင်းနေပဲထည့်ချင်ပေမဲ့လက်ချော်သွားပြီးတပူးလုံးအိုးထဲကျသွားခဲ့တယ်ဘာမှတော့မဖြစ်တော့ပါဘူးလေလို့သူမတွေးလိုက်တယ်အခြားတစ်ဖက်မှာတော့မောင်ကိုကောင်းစတားကြီးစီကနေကျွန်တော်ကိုတက်ဖို့အမိန့်ရထားတဲ့စီစုံကရက်ဆက်ကြမ်းကြုတ်တဲ့လူသက်သမားတစ်ယောက်ဟာအမိန့်ကိုလက်ခံရရှိသွားခဲ့ပါပြီသူကလောင်ပြုံးပြုံးရင်းဘီစုံကစားဖို့မူလားမင်းဒီညငါ့ကိုစိတ်မပြတ်စေနဲ့လို့မျှော်လင့်ပါတယ်လို့ရေရွတ်လိုက်တယ်ညစာစားချိန်မှာတော့ထောင်သားတွေထမင်းစားတာကအရင်လိုပဲယူသွနေကြပေမဲ့ညတန်းကောင်ရောက်တဲ့အခါမှာတော့သူတို့တွေဟာပုံမှန်လိုငြိမ်းချမ်းမနေတော့ပါဘူးဘယ်သူမှစကားမပြောဘဲအော်ဟစ်မနေကြပေမဲ့တယောက်ချင်းစီကမျက်လုံးတွေနီးမြန်းပြီးအသက်ရှူတန်တွေပြင်းထန်နေကြတာကိုဒီအချိန်မှာပဲထောင်ကန်းစင်ကြံလန်းပေါ်မှာလူသက်သမားကကင်မရာတွေကိုကျွမ်းကျင်စွာရှောင်ကွင်းပြီးရှို့ဝက်စွာရွှေ့ရနေခဲ့တဲ့ထိတ်တန်းလူသက်သမားတယောက်အနေနဲ့သူကဒီအလောက်ကပိုက်ဆံလာကားရတယ်လို့ပဲလို့ခံစားနေရတယ်ဒီထောင်ကြီးကတမဏိတိုင်းကြီးလို့အမိကျော်ပေမဲ့နောက်ဆုံးတော့ငါအတွက်ဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရနေတာပဲမဟုတ်လားအဲ့ဒီစားဖို့မူလေးကိုတက်ဖို့ဆိုတာလက်ဖြောက်တစ်ချက်တည်းရတဲ့လောက်ပဲလွယ်ပါတယ်လို့တွေးနေတာပေါ့အခြားတစ်ဖက်မှာတော့ဘလုံတယောက်တကိုယ်လုံးမီးလောင်နေတယ်လို့ခံစားနေရပြီးမျက်လုံးတွေမှာနီးမြန်းကမျက်နှာပါပြည့်ရင်းနေခဲ့တဲ့စိတ်ထဲကရာကစိတ်အပူချိန်ကယူတမတက်တောက်လောင်နေတာပါဒီအချိန်မှာပဲဘလုံကအပြင်ဘက်မှာလူတယောက်ရှိနေတာကိုရုတ်တရက်တွေ့လိုက်ရတယ်ဟုတ်ပါတယ်လူသက်သမားကထောင်ကန်းတကားကိုကပ်ပြီးတရွေ့ရွေ့လာနေတာပါဘလုံမျက်လုံးတွေဝမ်းသာအားရဖြစ်သွားတယ်ဒီလိုအခွင့်အရေးကောင်းမျိုးလည်းရှိသေးတာပဲလို့တွေးပြီးလူသက်သမားရဲ့ပခုံးကိုလမ်းပုတ်ကညီအကိုမင်းရဲ့စက်ပြတုံးကြီးကျသွားပြီဗျာလို့ပြောလိုက်ပါတော့တယ်နောက်တစ်စက္ကန့်မှာတော့လူမဆန်တဲ့အော်ဟစ်ညီးရွားတန်ကြီးထွက်ပေါ်လာခဲ့တဲ့ဘေးကန်းကတပည့်တွေရဲ့အဆိုအရတညာလုံးရေပတ်တန်တွေတဖြန်းဖြန်းမိနေတာကြောင့်လုံးဝအိတ်လို့မရခဲ့ပါဘူးမနက်မိုးလင်းတဲ့အထိအဲ့ဒီလူသက်သမားဟာတကိုယ်လုံးအရင်ညစ်ခံလိုက်ရတယ်လို့မျိုးစင်ကြံလန်းပြင်မှာတန်ရာတွေနဲ့မောက်ခုံကြီးလဲနေခဲ့တဲ့တာဝန်ကျထောင်ဆောင်ရောက်လာပြီးသူ့ကိုအရေးပေါ်ဆေးရုံစီပို့လိုက်ရပါတော့တယ်အခြားတစ်ဖက်မှာတော့မောင်ကိုကောင်းစရာကြီးကအိမ်မှာအေးအေးဆေးဆေးသတင်းကောင်းကိုစောင့်နေခဲ့တယ်ဂျက်အလောက်ကဘလို့လဲစိတ်ချပါဆရာကြီးမင်းညာကလက်စတက်လိုက်ပြီဆိုတော့အဲ့ဒီကောင်လေးဒီနေ့ဖျားသခင်စီရောက်သွားတော့ပါပြီမကြခင်မှာပဲဖုံးပြန်ဝင်လာတဲ့အခါဂျက်ရဲ့မျက်နှာချက်ချင်းပြနှမ်းသွားပြီးဆရာကြီးလူသက်သမားကပြောတယ်အလုပ်ပြတ်သွားပြီတဲ့သူထောင်ချောက်မိပြီးလူတွေရဲ့ရဲဆက်ဆက်နှိပ်စက်ခြင်းကိုခံလိုက်ရလို့တေးလူမတက်ဖြစ်သွားတယ်ဗျာဘာလဲမောင်ခိုကောင်းစတားကြီးအန်းနာသွားတယ်ဒီနာကားပြည်သားကကြိုတင်ပြင်ဆင်ထားတာပဲတရင်ကြိုရထားတာဖြစ်ရမယ်တေချာစုံစမ်းစမ်းအတေးတန်စုံစမ်းကြစမ်းနောက်တနေ့မနေ့စောကြီးမှာပဲကျွန်တော်ကို Silas ကဒီစုံစီခေါ်သွားပြီးလူကြီးလူကောင်းတွေအတွက်ဟင်းချက်ခိုင်းပါတယ်တခြားနေရာတွေနဲ့မတူပဲဒီနေရာမှာထောင်သား30ရောက်တောင်မပြည့်ပါဘူးသူတို့ရဲ့အဆင့်တန်းကအရန်ကိုရှို့ဝက်ဆန်းကျဲပြီးအားလုံးကစိန်ခံခန်းတွေမှာနေကြကလွတ်လပ်စွာသွားလာနိုင်ကြတယ်ကျွန်တော်ရောက်သွားတဲ့အခါဆမ်ပင်ဖြူဖြူနဲ့အဘိုးတယောက်ကိုတွေ့ရတဲ့စကားပြောကြည့်လိုက်တော့မှသူဟာအကြီးဆုံးမောင်ခိုကောင်းကြီးဖြစ်တဲ့ဟင်နရီမိသားစုရဲ့အရင်မျိုးဆက်ခေါင်းဆောင်ဟောင်းလီဘာဟင်နရီဖြစ်မှန်းသိလိုက်ရတယ်သူကသူ့ရဲ့အသက်80ပြည့်မွေးနေ့ပွဲကိုသူငယ်ချင်းဟောင်းချိုးနဲ့ကျင်းပခြင်းလို့ကျွန်တော်ကိုထမင်းချက်ခိုင်းတာပါပြီးတော့သူကမှတ်ထားပါအဖိုးကြီးကတက်လွတ်ပဲစားတယ်လို့မှာတယ်ဒီတခါတော့ကျွန်တော်အတွက်ခက်ခဲသွားပြီးထောင်ရဲ့မိဖို့ချောင်းမှာပါဝင်ပစ္စည်းကဒါပဲရှိတာလေပြီးတော့မွေးနေ့ပွဲဆိုတာအနည်းဆုံးဟင်းလျာ18မျိုးရှိရမှာဖြစ်ပြီးအသားဟင်းလုံးဝမပါရဘူးဆိုတော့ဘယ်လိုလုပ်မလဲဒီအချိန်မှာထောင်ဆောင် Silas က7တလုံးယူလာပေးတယ်။ UN အကိုကြီးထောင်ပိုင်ကြီးကမကြသေးခင်ကထမင်းဆိုင်ကဟင်းတွေကောင်းလို့ကိရိယာတစ်တွေထပ်တိုးပေးလိုက်တာဒါကငကားပြည်ကနေတင်သွင်းလာတဲ့ရိုဟူလုံးဆက်ပြကျွန်တော်မျက်လုံးတွေအယောင်တောက်သွားပြီးအကြံရပြီးလို့တွေးလိုက်တယ်ကျွန်တော်ပါဝင်ပစ္စည်းစင်းတစ်ခုကိုရေးပြီးအဖိုးကြီးဟင်နရီစီပို့ပေးကသူ့ရဲ့အဆက်အသွယ်တွေကိုသုံးပြီးပစ္စည်းတွေရှာခိုင်းလိုက်တယ်ဘေးကအဖိုးကြီးတယောက်ကအနားကပ်လာပြီးဒါကမင်းရဲ့မွေးနေ့ပွဲပါဝင်ပစ္စည်းစင်းလားအဲ့ဒီငကားပြည်ကကောင်လေးကလည်းစိတ်ကူးကောင်းသားပဲမင်းကသွားမရှိလို့ဘာမှဝါမရပဲရိုဟူပဲစားနိုင်မှန်းသိနေတာကိုလို့ပြောပြီးရေမောလိုက်တယ်နောက်ထပ်အဖိုးကြီးတယောက်ကလည်းဝင်ရောက်ပြီးငကားပြည်ကအထူးစားဖို့မူကိုပင့်ဖိတ်ပြီးညီကိုတွေကိုမျက်စိပွင့်စေမယ်လို့ပြောထားတာမထင်မှတ်ပဲဒီလိုအေးဟင်းရမျိုးပဲထုတ်ပြနိုင်တာကိုလို့ပြောကြတယ်အဖိုးကြီးဟင်နရီကမျက်မှောင်ကျုပ်လိုက်တယ်သူကတက်လွတ်ပဲစားမယ်လို့ပြောထားပေမဲ့တက်လွတ်ထဲမှာအဖိုးတန်ပစ္စည်းတွေအများကြီးရှိတာပဲလေဒါပေမဲ့ဒီစင်းထဲမှာတော့အကောင်းစားပစ္စည်းတစ်ခုမှမပါပါဘူးအဲ့ဒီကောင်လေးဘာတွေချက်မလဲဆိုတာငါကိုယ်တိုင်ကြည့်ရသေးတာပေါ့တကယ်လို့ငါရဲ့မွေးနေ့ပွဲကိုဖျက်ဆီးရင်တော့သူ့အတွက်အလက်ရှိစေရမယ်သွား White Demon ကိုမိဖို့ချောင်းနဲ့လွတ်ပြီးကုညီခိုင်းရင်စောင့်ကြည့်ခိုင်းလိုက်ထောင်ဆောင် Silas ကတွားရီမျိုးချလိုက်မိတယ်White Demon ဆိုတာဒီစုံရဲ့တီးတန့်စားဖို့မူကြီးဖြစ်ပြီးတစ်နှစ်မှ3-4ခေါက်ပဲလာတက်တဲ့မက်ချီလင်ကျဲ3ပွင့်အဆင့်စားဖို့မူဟောင်းကြီးလေကြည့်ရတာအဖိုးကြီးဟင်နရီကရွမ်းကိုကြီးပေါ်လုံးဝစိတ်ပြတ်သွားပြီးထင်တယ်လို့တွေးမိတာပေါ့တရက်ကြာပြီးတဲ့နောက် White Demon တယောက်မိဖို့ချောင်းထဲမှာကျွန်တော်ရဲ့ချက်ပြုတ်မှုအောက်မှာလုံးဝမဲမောလွင့်ပါသွားခဲ့ရပါပြီဒါမကြီးတစ်ချောင်းနဲ့တိုးဟူကိုတောင်းရုပ်တန်ထန်ဖြစ်အောင်ထူစပြလိုက်တာကိုအိုးဖျားသခင်ဒီလိုလေးလံတဲ့ဒါမကြီးကိုဒီလောက်ညင်သာလားပစွာသုံးနိုင်တာဟာတကယ့်ကိုအံ့အားစရာပါပဲမကြခင်မှာပဲအချိန်ရောက်လာခဲ့ပြီးWhite Demon ကတခွားတီတိုးဟူချောင်းနဲ့မြေပဲဆန်တွေပါတဲ့ပန်းကန်ကြီးကိုတဲဆောင်လာခဲ့တယ်အဖိုးကြီး White ကလောင်ရင်ဒီလောက်ကြီးတဲ့ပန်းကန်ကြီးကတကယ့်ကိုတောဆန်လုံးတာပဲအဖိုးကြီးဟင်နရီဒါကမင်းပြောတဲ့အစ်မြင့်ငကားပြည်ဟင်းလျာလားဗျာသူတို့ရဲ့စားဖို့မူကဒါမျိုးထမင်းဟင်းကြီးတွေပဲချက်တက်တာလားလီဘာရဲ့မျက်နှာကအိုးအောက်ခြေလိုမင်းမောင်သွားပြီးကောင်စုပ်အခုမင်းတက်ချက်တော့သူ့ကိုအလုတ်ထုတ်ပြစ်လိုက်လို့အော်တော့တယ် White Demon ရဲ့မျက်နှာပြတ်သွားပြီးဒီအဖိုးကြီးတွေပစ္စည်းမသိတာကိုတွေးကရိုးရိုးသားသားပဲကျွန်တော်ရဲ့လက်ရာကဆရာကြီးရွံကိုလုံးဝမမိပါဘူးလို့ဝန်ခံလိုက်ရတယ်ဒီစကားကြောင့်ဘေးကလူတွေအကြီးကျယ်မင်းတက်သွားကြရတယ် White Demon ကမစ်ချီလင်ကျဲ3ပွင့်အဆင့်စားဖို့မူကြီးလေဒါဆိုယွန်လန်ကသူ့ထက်တောင်ပိုတော်နေတာလားအဖိုးကြီး White ကဟာဟာရဲ့ပြီးဒါဆိုရင်ငါကပဲမင်းရဲ့ဒီလိုညံပြင်းတဲ့လိန်ညာမှုကိုဖော်ထုတ်ပေးရသေးတာပေါ့ပြောပြီးတာနဲ့အဖိုးကြီး White ကတရုတ်တူနဲ့ဟင်းတလုတ်ကိုညက်ပြီးပါဆက်ထဲတွင်းလိုက်တဲ့အခါရုတ်တရက်သူ့ရဲ့မျက်မှောင်တွေပြူးထွက်သွားပြီးအိုမင်းရော်နေရဲ့ခနာကိုကြီးကနေရာမှာတင်ကြောက်ရွံ့လို့တောင်တင်းငိမ်တက်သွားပါတော့တယ်